မှာမင်းသမီးကားပြက်တယ်မင်းသမီးလမ်းမကားပြက်ရင်ဒီမင်းသမီးကလက်မှလည်းတယ်လီဖုန်းနဲ့ကားလည်းကိုယ်တိုင်မောင်းလာတာဘာနည်းမဆိုဝါရှော်တော့သူဖုန်းလမ်းဆက်မှာပေါ့ဘယ်ကားမှမဆက်ဘူးဝိုးဆိုကားစီးဖြတ်သွားတာပိဿကတည်တယ်အမေကကြည်နေအဲ့ဒါမင်းသားကားဖြစ်ရမယ်ဟုတ်တယ်ပြန်ဆုတ်လာတယ်ကြွကျွန်တော်ဘာကွင်ကြည့်ပေးရမလဲကျမကားပြင်းနေလို့မသိလို့မရမယ်အဲ့ဒီမင်းသားပဲချိန်ကဝါရှော့ပညာတက်ထားတာမင်းလေကွာဘုံတွေးရမေးဘောရပြမတက်မယ်သူကဘာလို့ကဆက်ဖုံးဖွင့်တယ်နှိုးကြည့်ပါဦးစက္ကတာပဲပြောနေတာကအဲ့ဒီနေရာမှာငါလာဆိုရင်ဘယ်လိုလုပ်လိုက်မှာဒါကဇက်ကိုတသက်ကိုလှုပ်ချတာဒီလိုအတွေးလေးနဲ့ကတ်ကြည့်ကိုရီးယားကတော့အတူခိုးရဲဆိုတာဒီကြောပွေးပိုးတော့မင်းသမီးကိုကြောပိုးတော့အတူမခိုးနဲ့ကိုမကလမ်းချအဲ့ကြောပိုးလို့ရတယ်လမ်းကောင်းတယ်ဒီမှာလမ်းပြက်နေတာခြေထောက်ခောက်သွားမှာပေါ့သူတို့ရှိရအတူခိုးရမှာကားပေါ်ကိုဘယ်သူတက်တဲ့ကပတ်ခလန်းပိုက်တယ်ဘတ်စ်ကပတ်ပတ်မယ်အဲ့ဒါကိုအတူခိုးရမှာကျွန်တော်တို့အတူခိုးမားနေကြတာအဲ့တော့ဟုတ်ပြီအဲ့တော့ငါလာဆိုရင်အဲ့လိုလုပ်မယ်အဲ့တော့ဟုတ်ပြီနောက်တစ်ခါကမ္ဘာမှာကြိုက်တဲ့ဟောလီဝုဒ်ကြည့်ဘောလီဝုဒ်ကြည့်အိန္ဒိယဖိလစ်ပင်းကြည့်ယူရီးယားကိုကြည့်သူတို့ရှိရဂလူဇောခေါင်းဆောင်တွေကတိတိကျကျဒီနေ့လောက်မှမနေ့ကကျွန်တော် sky နဲ့မှကြည့်တယ်ကားကားဆိုရင်ဒီယူရင်းချီစီလေးကိုကလေးကိုကဲတယ်အရန်ကောင်းတဲ့အဲ့အကြိုက်ဆုံးကအဲ့ဒီလူဇောလောက်တဲ့လူကမျက်နှာကြောလှသူအပြင်ကကြောက်စရာရက်ဆက်တဲ့မျက်လုံးရှာရအမက်အဲ့ဒီပုဂ္ဂိုလ်သိတဲ့ဘောကြတယ်တချက်မပြောပြီးရည်ချင်းမရှိလူရတဲ့ရင်တပ်မဒုံနဲ့ပြစ်တာပြစ်သွားကျွန်တော်ရှိရအရန်ရည်တာဘာရည်မှန်းလည်းမသိအဲ့လူစိုးကောင်းဆောင်စေစိုးရည်တာဘာအကြောင်းပြချက်လည်းမရှိဘူးဒီတောင်တော်ဖျက်လာတဲ့ကြောက်ဆိုင်တွေတို့ဖျက်တိုင်းမယ်ရရမင်းတို့ကအကုန်ဝယ်စီပဲကြားရဆရာကြီးဘာရည်တာတော့ကျွန်တော်ကကြီးတယ်ဆိုအကြောင်းပြချက်တခုတော့ရှိရမှာပေါ့